နေနေဒီနကြီးကတမျိုးတစ်ခေါ်စီကတက်လို့ရှင်လောင်းလေတဲ့ယူရတယ်လေဖီးလိမ့်ချေတာတို့ရွာကအပြူလေးတွေအလားချင်းပြိုင်လို့ဘယ်သူနိုင်မှလဲဟိအလူဝင်းနေနေအလူဝင်းနေနေအောင်စီအောင်မောင်ချင်းချင်းညောင်းနေတို့ရွာကအလူဝင်းနေနေတကူချွေလူတန်းဆိုရင်လက်မနေဘူးဟဲ့ပေး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 ဝင်မလေးချွေ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 ဝင်မလေးပ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 ေးဝင်မလေးချွေ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 ဝင်မလေးချက်ကြပြုတ်ကြတက်တက်ကြွကြွချက်ကြပြုတ်ကြတက်တက်ကြွကြွအလူပွဲလာတော့ကြွရှင်ကြတယ်နေစီတော်ဝင်အတိမုတ်ကခုံတို့နေရှင်လောင်းလေပွဲနှွဲတွင်နေအလူဝင်းနေနေအလူဝင်းနေနေအောင်စီအောင်မောင်ချင်းချင်းညောင်းနေတို့ရွာကအလူဝင်းနေနေအောင်စီအောင်မောင်ချင်းချင်းညောင်းနေတို့ရွာကအလူဝင်းနေနေအောင်စီအောင်မောင်ချင်းချင်းညောင်းနေတို့ရွာကအလူဝင်းနေနေအောင်စီအောင်မောင်ချင်းချင်းညောင်းနေတို့ရွာကအလူဝင်းနေနေဆွေတဟာများလို့ရာကိုယ်တော်ထူတဲ့ဒီလူဝဲမှာကျွေးမွေးကမစေးပြီးခဲ့နေစေရိုးရလေးရဲ့လူတော်ပွဲယူရလေးရဲ့လူတော်ပွဲယူရလေးရဲ့လူတော်ပွဲရိုးရလေးရဲ့လူတော်ပွဲဒီကလုံးပြောမဆုံးရှင်ပြောလို့သာကဲရွာရီမာလေးဝိုင်းဝင်းလို့သာမြင်ဒီကလုံးပြောမဆုံးရှင်ပြောလို့သာကဲရွာရီမာလေးဝိုင်းဝင်းလို့သာမြင်တို့ရွာတွေကလူတော်ပွဲတို့ရွာတွေကလူတော်ပွဲတို့ရွာတွေကလူတော်ပွဲ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 တို့ရွာတွေကလူတော်ပွဲအောင်တဲ့ဆောင်ကလူတော်ကြီးမှာတက်တည်ရှိလာတော့ရွာဦးကျောင်းကဆရာတော်ဘုရားချမ်းချက်ကောင်းရမြကောင်းရွေးလို့တော့ဘာကိုရှိပြူမှာတပီးလေးကိုညံနာတာပြီးကတို့ရွာတွေကလူတော်ပွဲတို့ရွာတွေကလူတော်ပွဲတို့ရွာတွေကလူတော်ပွဲ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 တို့ရွာတွေကလူတော်ပွဲမိတ်ပေါင်းဆွေတဟာများလို့ရာကိုယ်တော်ထူတဲ့ဒီလူဝဲမှာကျွေးမွေးကမစေးပြီးခဲ့နေစေရိုးရလေးရဲ့လူတော်ပွဲယူရလေးရဲ့လူတော်ပွဲယူရလေးရဲ့လူတော်ပွဲရိုးရလေးရဲ့လူတော်ပွဲဒီကလုံးပြောမဆုံးရှင်ပြောလို့သာကဲရွာရီမာလေးဝိုင်းဝင်းလို့သာမြင်ဒီကလုံးပြောမဆုံးရှင်ပြောလို့သာကဲရွာရီမာလေးဝိုင်းဝင်းလို့သာမြင်တို့ရွာတွေကလူတော်ပွဲတို့ရွာတွေကလူတော်ပွဲတို့ရွာတွေကလူတော်ပွဲ
တီကလူလူတရောလုံးတနေ့လုံးဖိတ်လို့သာကျွေးမွေးတဲ့ဒီလူလာပါစားပါရုပ်လည်းမရွေးပါနှွေးထွေးစွာကြည်ပြူမုံမြတ်တန်စင်နဲ့လူပေကန်းကညီလူညာလူအလူတကာအလူမလူတညီလက်ညီပြောစီတီကပေးတဲ့မဟာလူတီကလူလူတရောလုံးတနေ့လုံးဖိတ်လို့သာကျွေးမွေးတဲ့ဒီလူလာပါစားပါရုပ်လည်းမရွေးပါနှွေးထွေးစွာကြည်ပြူမုံမြတ်တန်စင်နဲ့ပေကန်းကညီလူညာလူအလူတကာအလူမလူတညီလက်ညီပြောစီတီကပေးတဲ့မဟာလူတီကလူလူတရောလုံးတနေ့လုံးဖိတ်လို့သာကျွေးမွေးတဲ့ဒီလူလာပါစားပါရုပ်လည်းမရွေးပါနှွေးထွေးစွာကြည်ပြူမုံမြတ်တန်စင်နဲ့ပေကန်းကညီလူညာလူအလူတကာအလူမလူတညီလက်ညီပြောစီတီကပေးတဲ့မဟာလူ
ခါရောက်လို့လာပြီနော်တနေ့မှတစ်ခါရောက်လို့လာပြီနော်ကထိန်ပွဲတော်အတူတူနွယ်ပြောတူတူနွယ်ပြောကထိန်ပွဲတော်မြန်မာတို့ရဲ့ထူးတဲ့ကထိန်ပွဲတော်အိုးစီတန်ညံ့ညံ့ကားလို့ခုံလို့ပြောဒုပတ်တန်ညံ့ညံ့ကားလို့ခုံလို့ပြောအိုးစီတန်ညံ့ညံ့ကားလို့ခုံလို့ပြောစောင်းပေါက်တန်ညံ့ညံ့ကားလို့ခုံလို့ပြောတာအေးတို့လည်းပြောညီမလေးတို့လည်းပြောညီမလေးတို့လည်းပြောတာအေးတို့လည်းပြောစလို့ပြောင်းလို့နော်စလို့ပြောင်းလို့ပြောကထိန်ပွဲတော်တူတူနွယ်ပြောအတူတူနွယ်ပြောကထိန်ပွဲတော်စုံမောင်းလာရဲ့ထူးတဲ့ကထိန်ပွဲတော်ဘသူလည်းမြတ်တင်ငန်းကိုရက်လောက်တဲ့ရာဒီနော်မတူလည်းမြတ်တင်ငန်းကိုစက်ကတ်တဲ့ရာဒီနော်မတူလည်းမြတ်တင်ငန်းကိုရက်လောက်တဲ့ရာဒီနော်မတူလည်းမြတ်တင်ငန်းကိုစက်ကတ်တဲ့ရာဒီနော်ဗုဒ္ဓဘာသာများရာစိတ်တွေယူဖိတ်ကြလို့ညနေပန်းစခန်းကိုမမျောပါလို့နော်ကထိန်ပွဲတော်တူတူနွယ်ပြောတူတူနွယ်ပြောကထိန်ပွဲတော်စုံမောင်းလာရဲ့ထူးတဲ့ကထိန်ပွဲတော်ပျော်ရွှင်မြူမြူလို့ပြောပျော်ရွှင်မြူမြူလို့ပြောတနေ့မှတစ်ခါရောက်လို့လာပြီနော်တနေ့မှတစ်ခါရောက်လို့လာပြီနော်ကထိန်ပွဲတော်အတူတူနွယ်ပြောတူတူနွယ်ပြောကထိန်ပွဲတော်မြန်မာတို့ရဲ့ထူးတဲ့ကထိန်ပွဲတော်စီတန်ညံ့ညံ့ကားလို့ခုံလို့ပြောဒုပတ်တန်ညံ့ညံ့ကားလို့ခုံလို့ပြောအိုးစီတန်ညံ့ညံ့ကားလို့ခုံလို့ပြောစောင်းပေါက်တန်ညံ့ညံ့ကားလို့ခုံလို့ပြောတာအေးတို့လည်းပြောညီမလေးတို့လည်းပြောညီမလေးတို့လည်းပြောတာအေးတို့လည်းပြောစလို့ပြောင်းလို့နော်စလို့ပြောင်းလို့ပြောကထိန်ပွဲတော်တူတူနွယ်ပြောတူတူနွယ်ပြောကထိန်ပွဲတော်စုံမောင်းလာရဲ့ထူးတဲ့ကထိန်ပွဲတော်ဘသူလည်းမြတ်တင်ငန်းကိုရက်လောက်တဲ့ရာဒီနော်မတူလည်းမြတ်တင်ငန်းကိုစက်ကတ်တဲ့ရာဒီနော်မတူလည်းမြတ်တင်ငန်းကိုရက်လောက်တဲ့ရာဒီနော်မတူလည်းမြတ်တင်ငန်းကိုစက်ကတ်တဲ့ရာဒီနော်ဗုဒ္ဓဘာသာများရာစိတ်တွေယူဖိတ်ကြလို့ညနေပန်းစခန်းကိုမမျောပါလို့နော်ကထိန်ပွဲတော်တူတူနွယ်ပြောတူတူနွယ်ပြောကထိန်ပွဲတော်စုံမောင်းလာရဲ့ထူးတဲ့ကထိန်ပွဲတော်ကထိန်ပွဲတော်တူတူနွယ်ပြောတူတူနွယ်ပြောကထိန်ပွဲတော်မြန်မာတို့ရဲ့ထူးတဲ့ကထိန်ပွဲတော်ကထိန်ပွဲတော်တူတူနွယ်ပြောတူတူနွယ်ပြောကထိန်ပွဲတော်စုံမောင်းလာရဲ့ထူးတဲ့ကထိန်ပွဲတော်ကထိန်ပွဲတော်တူတူနွယ်ပြောတူတူ
ရွှေရုံနဲ့တော်မူလေကလို့နေကြပြီရှင်အိုဒီဝိုင်းတို့ဘဝနေစတိုင်းကြကြမြိုင်လာတဲ့ဥရွှေရုံနဲ့တော်မူလေကလို့နေကြပြီရှင်အသေးဓမ္မမှာကျွေးလာကတကယ်ပဲကြည့်လို့မဝနိုင်နဲ့အသေးဓမ္မမှာကျွေးလာကတကယ်ပဲကြည့်လို့မဝနိုင်နဲ့အလူရှင်တွေစီတန်းလို့ကြိမ်သင်္ကန်းကြီးလဲလို့လာပြီငွေပရိသတ်တွေဝေဆဆပေါင်းစုလူကြသည်ငွေပရိသတ်တွေဝေဆဆပေါင်းစုလူကြသည်ပေါက်ဆက်ကြီးတွေအပြိုင်တွေကတရုံးလုံးနဲ့အုံညံစီဖျောင်းမာတော့စိတ်ကြောင်းမာတော့သိစွမ်းမာတော့ပိန်လက်တင်ကိုင်းကြီးလူခွေရတဲ့ကထိန်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 သမီးလဲမိန်မိန်ဟင်းလဲမိန်မိန်စားကြတော့ကြကခုံကြနေကာလတာနာခါကြပါမှလူကြရတဲ့ရွှေမြမာတို့ရဲ့ထူးတဲ့မဟာဘုံကတဲ့မြမပြည်နဲ့ပြမလူခွင့်ရတဲ့စုပေါင်းတစ်ထိန်ကတိနာစီဝရံတန်ခတ်တာတွေမှာပါဗျာဟိရဝါရဗုဒ္ဓဘာသာသာသနာရောက်ဝါပေခါမမမိန်တကယ်သားတဲ့ချိန်ဗုဒ္ဓဘုရားရဲ့သားတော်များကိုမျက်သင်္ကန်းများလူရတဲ့ကထိန်တရင်ကျိုးတစ်စောင်းမုံပြောလို့မဆုံးတပြုံးပြုံးနဲ့ရောဖရဏပီတိဝမ်စီထိသလိုလမ်းကြည်ဤတလုံးလုံးပြုံးမိပါရဲ့ပလုတ်တုံပြုံးနဲ့တန်ကလည်းအုံးကြွကြွညမ်းလို့ညီမိုးဝလာတိတုံလောက်ပါပြီတော့တယ်ဖယားတခင်တတ်တော်ထင်ရှားရှိစဉ်ခါကကပိလနေပြည်တော်မှာရှိတဲ့ရွှေနန်းတော်သူအကြွရတော်ရယာမိဖုရားကချစ်သားရဟုလားရှေ့ဆုံးကကြွလာတာမောက်ဖခမဲတော်ပဲရွှေနန်းတော်မှာမောက်ဖခမဲတော်ထွက်သွားကြတဲ့ကရွှေအိုးကြီးလေးလုံးဟာလေပျောက်သွားတဲ့သားယခုချက်ချင်းပဲအမွေများဖွားတောင်းကြလို့စေခိုင်းနေဆိုရင်ပဲရဟုလားမင်းသားကချစ်စရာတီတီတာတာနဲ့ဖခမဲတော်ယခုချက်ချင်းသားတော်အားအမွေများပေးသနာတော်မူပါဖယားလို့တောင်းသည်နဲ့တပြိုင်နဲ့ဖဖယားစဉ်းစားတော်မူသည်မှာဒီလောကီအမွေတွေပေးလိုက်ရင်တော့ငါဤသားတော်သံဃာလဲပြီးအောင်တော်မှာပဲသံဃာကလွတ်ရာလောကုတ်တရားအမွေပေးမှတော်ကားကြမှာပဲဆိုပြီးချစ်သားမောက်ကလန်ငါဤသားကိုယခုချက်ချင်းကေတာရိတ်သိမ်းနန်းဝင်နန်းစားတွေပဲပြီးမုံမြတ်တဲ့သာသနာတကုံသင်္ကန်းကိုစီးချစ်သားတာရီပုတ်တရားကတရဏဂုံပီတစွာရွတ်ဆိုသင်ကြပြီးရှင်ပြုပေးလိုက်ကြပြီတော့လို့ဖဖယားမိန့်တော်မူသောစကားတော်နဲ့အညီရှင်အစရာဟုလာကဟုသာသနာသမိုင်းမှာထင်ရှားပြည်ပြင်းစွာရှိတဲ့ကဲ့သို့ယနေ့သာသနာဒါယကသာသနာဓာယိကာမတို့သည်ထိုထုံးနှံအစဉ်လာကိုနှလုံးသွင်းငါစိတ်မှမှန်ပြီးဗုဒ္ဓဒေသနာအယောင်လင်းချိန်မှာတော့မန္တအတွင်းမှာလဲယဟန်မြတ်တပင်ဒေဆရာအရှင်တို့အားပရိသာပင်ဆင်မြန်းကြတဲ့အပြင်သင်္ကန်းအစလူဝဲအစုံကိုလဲ
ဇဘူးနဲ့တုံအောင်တွေ့ရမြင်ရသူများရဲ့ရင်ထဲမှာတော့ပီတိခုံးလိုက်ဘဝတ်ကိုစိုက်မတက်အမခန်းကြည်ညိုတရာပွားလောက်ပါပြီးတော့တယ်ကဘာကလည်းဖယားပွင့်တယ်ကဘာနိုင်ငံကလည်းဖယားစကားလိုက်နာပြီးထေရဝါဒကိုလက်ခံကျင့်သုံးကြတဲ့နိုင်ငံအတွင်းမှာဗုဒ္ဓဘာသာအားပတ်ဝင်ယုံကြည်သောလူသားတစ်ယောက်ဤစိတ်ဘဝင်နှလုံးမှာယခုလိုဥဒပုဒ္ဒပရပုဒ္ဒသားနှဖျားအားသာသနာဓာရစ္စဒါနမဟာသဘင်ပွဲကြီးဆင်နွှဲလိုက်ကြခြင်းဟာဗုဒ္ဓဘာသာမိဘတိုင်းဤထားရှိအပ်သောအနန္တမေတ္တာများစွာဖြင့်လူဖြစ်ရကြုံနတ်ပြီလို့သုံးတန်စေတနာကိုဖုံးစံအသေးချာနန်းနိဗ္ဗာန်သို့မှန်းတိတ်ထန်ရှုကားစတာမို့အလှတကားအလှမတို့ယနေ့ယခုပြုကောင်းမှုကိုမေတ္တာစိတ်မြပေးဝေငှသည်မိစေရမကူကြည်ပြုတရားစေတနာဖြင့်ကောင်းစွာထောက်ရှုကောင်းကျိုးပြု၍သာဓုသာဓုသာဓုလို့ခေါ်ဆိုလိုက်ရပါကြောင်းအလူရှင်အပေါင်းသူတော်ကောင်းတို့